ဘောခန္ဓာကြီးကမြေတမ်းဆင်ပြေမှုနဲ့သွားနေမှာမဟုတ်ဘူးစားစရာတွေဘလောက်ရှိမစားနိုင်တဲ့အခြေအနေကိုရောက်အောင်မှာသုံးစရာတွေဘလောက်ရှိသုံးရင်စိတ်ကိုမရှိတော့ဘူးဆိုတဲ့အခြေအနေကိုရောက်အောင်မှာဟုတ်လားဘဝမှာဘလောက်ပဲတန်ရောစင်နေရစ်ပန်နှောင်ဖွဲ့ပြီးတော့နေခြင်းစိတ်တွေရှိနေခွင့်မရှိတော့ဘူးဆိုတဲ့အချိန်ကိုရောက်အောင်မှာဟုတ်လားအဲ့လိုမျိုးဘေးတွေတွေ့လာပြီဘဝခန္ဓာကသူ့သဘောကိုထင်ရှားပြလာပြီဆိုရင်ဒီစိတ်ဟာဘလို့မကြမှုတွေနဲ့အားငယ်လာမှာပဲသိကြတယ်အဲ့ဒီအချိန်မှာဘဝရဲ့အကြောင်းကိုအမှန်ကန်သိမြင်နားလည်မှုပညာတည်းဟူသောအကူရာကိုသာရအောင်ရှာမထားရသေးဘူးဆိုရင်သေချာပေါက်မျက်ရည်နဲ့မျက်ကွက်ဖြစ်တော့မှာပဲဘေးရင်ဟောသလိုပြောနေတာမဟုတ်ဘုန်းကြီးကဒါတကယ်ကိုဖြစ်မဲ့ကိစ္စဟုတ်လားဘဝခန္ဓာအကြောင်းကိုသိတဲ့မြင်တဲ့ပညာသာမရဘူးမရှိဘူးဆိုရင်ဒီလိုအခြေအနေမျိုးရောက်ပြီဆိုတာနဲ့သေချာပေါက်ငိုရမှာပဲယောက်ျားချင်းမှကြီးဖြစ်နေလို့အတန်ထွက်မငိုဘူးဆိုရင်လည်းပဲအတန်ဒိတ်တော့ငိုနေမှာပဲအာကိုရာရှိမရှိဆိုတာကိုဒီအခြေအနေမှာကြည့်လို့မသိနိုင်နေဘူးလိုအပ်တဲ့အချိန်ကြတော့မှထုတ်သုံးတရားရှိမရှိဆိုတာသိရမှာပေါ့အဲ့ဒါမြတ်စွာဘုရားကအဲ့ဒီစစ်မှန်တဲ့အာကိုရာဖြစ်တဲ့ဘဝရဲ့အကြောင်းကိုအမှန်သိမြင်နာလည်မှုပညာကိုဘယ်နည်းနဲ့ရစေမှာလို့ဆိုဒီတတိပဋ္ဌာန်တရားကိုအထုတ်တဲ့နိလန်ဖြင့်သာနေရနိုင်တာဒါကြောင့်တတိပဋ္ဌာန်တရားကို